မင်္ဂလာပါခင်ဗျာဒီနေ့က9ရက်နေ့တလပိုင်း2026เนาะနောက်ဒီကောင်လေးတွေ second view လေးတွေဗျဒီကောင်လေးတွေပုံမှန်ဒီတလပိုင်းထဲမှာပုံမှန်ကြားရက်လာမယ်ဆိုရင်ဒီကောင်လေးတွေ3,900เนาะနောက်ခန်းလေးမှာနောက်ဘက်မှာဒီကောင်ကနောက်ဘက်မှာ8,000တန်လေးတွေရှိတယ်ဗျနော် CB resort ပင်လေးတွေပြီเนาะရှေ့မှာတော့ပင်နေเนาะပြီးရင်ကျွန်တော်ရှေ့ CB ကန်းလေးတွေပဲပြပေးမယ်เนาะနော်ဒီနောက်မှာ garden view တွေเนาะဒီနောက်ကဟိုနောက်ကအဝါဆောင်လေးဆိုရင်ပုံမှန်ကြားရက်မှာ9,000ထိရမှာเนาะကျွန်တော်ကောင်းတယ်မှာဖုန်းနံပါတ်လေးချပေးထားတယ်ဗျဒါရေးဆက်သွယ်လို့ရတယ်เนาะဘိုကင်ယူထားမယ်ဆိုရတယ်လာတဲ့နေ့မှာရောက်မှဆက်သွယ်မယ်ဆိုလည်းကြံရင်တော့ရမယ်ဗျဆက်သွယ်လို့ရတယ်เนาะပုံမှန်ကြားရက်ပဲเนาะပိတ်ရက်တွေမှာဈေးပြောင်းမယ်ဗျရှေ့ဘက်လေးချက်ပြပေးမယ်เนาะချောင်းလာလာမယ်ဆိုဆက်သွယ်လို့ရတယ်เนาะကျွန်တော်ကောင်းတယ်မှာဖုန်းနံပါတ်လေးချပေးထားတယ်ဗျဒါရေးဆက်သွယ်လို့ရတယ်เนาะပုံမှန်ကြားရက်တွေမှာဆိုခုနပြောတဲ့နောက်ခန်းလေးတွေဆိုရင်9,000 3,000 8,000 9,000ထိရမှာနော်ရှေ့စီးဗျူးလေးတွေဆိုဒီကောင်လေးတွေဆိုရင်ပုံမှန်ကြားရက်မှာ3,000ခွဲနဲ့ရမယ်ဗျဒီကောင်လေး3,000ခွဲနော်ဒီကောင်လေးလည်း3,000ခွဲပဲဗျပုံမှန်ကြားရက်မှာနော်ပိတ်ရက်ဆိုရင်ဈေးပြောင်းမယ်နော်ဒီကောင်လေးတွေက3,900ပါဗျရှေ့ကန်းကျင်လေးထားချက်ပြပေးမယ်နော်ဒီက9ရက်နေ့ကန်းကျင်နေထားရနော်ဒီဇန်နဝါရီလ9ရက်နေ့ကန်းကျင်နေထားလေးဗျချောင်းသာကန်းကျင်နေထားရနော်ညနေပိုင်းနေထားလေးဗျချောင်းသာလာမယ်ဆိုဆက်သွယ်လို့ရတယ်နော်ကျွန်တော်ရှိမှာကားလည်းမလေးရမယ်ဗျအခန်းလေးရမယ်နော်ညနေပိုင်းနေထားလေးနော်ချောင်းသာကန်းကျင်ညနေပိုင်းနေကြလေနော်ဒီမှာမြင်နေရတယ်ဒါကြောက်ပထိုးဖေးရနော်ကောင်လေးကကြောက်ပထိုးဖေးရပါဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါဦးမယ်